မတန်ဆွမ်းအမျိုးသမီးကိုစင်ပေါ်မှာလှောင်ပြောင်းနေလို့အေးအေးခံရတော့မယ့်စမ်းရည်မို့ပရိသတ်ကြီးစမ်းရည်မို့ကတော့လှုပ်ချလိုက်ပြန်ပါပြီနော်တလောကလည်းပရိသတ်ဝယ်ပေးတဲ့ပစ္စည်းကိုလှုံ့ပြလို့အပြောခံခဲ့ရပြီးတော့အခုလည်းဆုလာချတဲ့ကောင်မလေးရဲ့ခြေထောက်ကိုခြေမတန်တလို့လေးလှောင်ပြောင်းပြီးတော့လှုပ်ပြလိုက်တာဖြစ်တယ်လို့သိရပါတယ်ဆုချတဲ့ညီမလေးကလည်းဘာမှပြောမသွားပေမဲ့စမ်းရည်မို့ရဲ့အပြုတ်မှုကြောင့်မတန်ဆွမ်းတွေကိုလှောင်တာလားဆိုပြီးအပြစ်တင်ဝေဖန်တန်တွေဆူညံသွားခဲ့တာဖြစ်ပါတယ်စမ်းရည်မို့ဟာတမင်ရည်ရွယ်ရတော့မဟုတ်ပါဘူးနော်ဒါကိုတချို့ပပရာစီပရိသတ်တွေကမတန်ဆွမ်းတွေကိုလှောင်နေအရေးယူသင့်တယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။ပြောနေတတ်တဲ့မင်းသားလေးစမ်းရည်မို့ကသူ့ရဲ့မရင်ကျက်တဲ့အပြုမှုတွေဟာအများရဲ့အမြင်မှာအပြစ်ပြောစရာဖြစ်နေရမလို့စမ်းရည်မို့အတွက်တော့စိတ်မကောင်းဖြစ်မိပါတယ်နော်။ဒီတော့ပရိသတ်ကြီးဇက်တပင်လောကမှာဒီကိစ္စတွေကမသိလိုက်မသိတာဖြစ်လိမ့်ရှိတာမလို့အရေးယူလောက်တဲ့အထိတော့ဖြစ်စေရမလို့ဝှထင်ပါတယ်။စမ်းရည်မို့ရဲ့ပရိသတ်အပေါ်မှာစနောက်တဲ့အကျင့်လေးကြောင့်ထဲ့တွက်ပြီးတော့အပြစ်လေးတွေကိုရှော့ချပေးစီခြင်းပါရှင်။စမ်းရည်မို့တယောက်ရင့်ကျက်ပြီးပရိသတ်တွေအပေါ်စနောက်တာကိုတော်ရုံမဲလုပ်ပြီးတော့ဂရုစိုက်စေခြင်းပါတယ်။မှတ်ချက်လေးကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။